ဒီကောင်လေးကသူ့ကိုယ်သူဘာအရေးချင်းမှမရှိတဲ့လူတစ်ယောက်လိုပဲအမြဲတွေးခဲ့တာပါဒါပေမဲ့သူ့ကိုတင် ကြားပေးခဲ့တဲ့ဆရာကြီး6ယောက်လုံးကသူ့ကိုအတူမရှိပါရမရှင်လို့တတ်မှတ်ထားကြမှန်းသူမသိခဲ့ရှာပါဘူးတကယ်တော့သူဓာတ်ဆရာကြီးစီမှာတင်ယူကလေးကအဲ့ဒီဆရာကြီးတွေဟာသူ့ကိုစုပေါင်းပြီးလေ့ကျင့်ပေးဖို့ဆုံးဖြတ်ခဲ့ကြတာပါဓာတ်ဆရာကြီးပြသလိုက်တဲ့အခြေခံအကျဆုံးဓာတ်ချက်ကားကွယ်နည်းတစ်ခုတည်းကိုပဲချက်ကတင်ယူခဲ့ပေမဲ့သူကဓာတ်ဆရာကြီးရဲ့လှုပ်ရှားမှုကိုတစ်ချက်တည်းနဲ့အကုန်ထားပေါက်သွားခဲ့ပါတယ်ဒါဟာဓာတ်ဆရာကြီးကိုယ်တိုင်တော့မတက်မြောက်သေးတဲ့လှုပ်ဝက်ချက်မှုဆရာကြီးခမများတုံ့လုပ်သွားခဲ့ရတယ်ဓာတ်ဆရာကြီးကချက်မှာပါရမီရှိတယ်လို့ချက်ချင်းယုံကြည်သွားခဲ့ပေမဲ့နှစ်လလောက်ကြာတဲ့အခါမှာတော့တခုခုထူးဆန်းနေတာကိုတတိထားမိလာပါတော့တယ်ဘာလို့ချက်ကဒီဓာတ်ချက်ကားကွယ်နည်းကလွဲလို့တခြားပဲအတက်ပညာကိုမှတင်ယူလို့မရရတာလေတကယ်လို့သူသာတခြားတိုင်းတစ်ခွက်လောက်တက်သွားရင်သူ့ရဲ့အနာဂတ်ဟာတောက်ကလာမှာပါဒါပေမဲ့3လပြည့်သွားတဲ့အထိချက်ကတော့ဘာမှတိုးတက်မလာပဲငကိုအတိုင်းပါပဲနောက်ဆုံးမှာတော့ဓာတ်ဆရာကြီးလည်းချက်ကိုတခြားလမ်းကြောင်းပြောင်းကြည့်ဖို့ပဲအကြံပြုနိုင်ခဲ့တော့တယ်သူကချက်ကိုအရေးချင်းမရှိဘူးလို့ထင်တာမဟုတ်ပါဘူးဒီကောင်လေးဟာတခြားတက်မွေးဝမ်းကြောင်းတစ်ခုခုမှာထူးချွန်မဲ့ပါရမီရှင်လို့ယုံကြည်နေတာပါဒါနဲ့ပဲသူကချက်ကိုစစ်တီတော်လေ့ကျင့်ရေးကျောင်းစီလွှတ်လိုက်ပါတယ်အဲ့ဒီကျောင်းမှာတင်နန်းသားတွေဟာကြောက်တုံးကြီးတွေကိုကိုခန္ဓာပလာနဲ့ခုခံရတာပါမထင်မှတ်ပဲလေ့ကျင့်နေတော့မှအေယာမကြောက်တုံးကြီးတုံပြုတ်ကျလာပါတော့တယ်ချက်ကထွက်မပြေးပဲခုခံမဲ့အနေထားနဲ့ရပ်နေခဲ့ပါတယ်သူ့ကိုကြည့်ပြီးစစ်တီတော်ဆရာကြီးကသူ့ရဲ့စိတ်ဓာတ်ကိုသဘောကျသွားခဲ့ပါတယ်တကယ်လို့သူသာစွမ်းရည်တစ်ခုခုတက်မြောက်သွားရင်ဘယ်တော့မှမပြိုလဲတဲ့ဒိုင်းကြီးတစ်ခုဖြစ်လာမှာပါဒါပေမဲ့ထုံးစံအတိုင်းချက်ကဘာမှတင်ယူနိုင်ခြင်းမရှိခဲ့ပါဘူးနောက်တော့သူမူဆိုးလေ့ကျင့်ရေးကျောင်းကိုရောက်သွားပြန်ပါတယ်ပထမတော့ဆရာမကြီးကတစ်ပင်ပေါ်ကတစ်သားကိုကြောက်တုံးနဲ့မှန်အောင်မပြစ်နိုင်ရင်မတင်ပေးဘူးလို့ညင်းခဲ့တာပါချက်လွဲလိုက်မယ်လို့ပဲဆရာကြီးကတွေးထားပေမဲ့ချက်ကပထမဆုံးအချိန်မှတင်တစ်ကိုင်းကိုမှန်အောင်ပြစ်ပြလိုက်ပါတယ်မူဆိုးဆရာမကြီးလည်းမတက်တာပဲသူ့ကိုတပည့်အဖြစ်လက်ခံလိုက်ရပါတယ်ဒါပေမဲ့မူဆိုးတယောက်အတွက်အသက်တမျှအရေးကြီးတဲ့များပြစ်အတက်ကတော့ချက်နဲ့ရန်သူကြီးအတိုင်းပါပဲသူလေးကျိုးတစ်ချက်ဆွဲလိုက်တိုင်းလေးကကျိုးသွားတာဆရာမကြီးရဲ့ကိုယ်ပိုင်လေးအကောင်းစားတောင်ချက်လက်ထဲမှာ2စက္ကန့်ထက်ပိုမခံခဲ့ပါဘူးဒီကောင်လေးဟာကြောက်တုံးကိုအတိအကျပြစ်နိုင်တာကလွဲလို့ဘာမှမတက်ဘူးဖြစ်နေတာပါချက်ကတော့သူ့တော်ထဲမှာရှိတုန်းကရောင်စုံငတ်တွေကိုကြောက်တုံးနဲ့ပြစ်ပြီးဖမ်းလေးရှိတယ်လို့ရှင်းပြပါတယ်မူဆိုးဆရာမကြီးအံ့ဩသွားခဲ့ရပါတယ်ဘာလို့လဲဆိုတော့ချက်ပြောနေတာဟာအစင်းမြင့်မူဆိုးတွေတောင်ဖမ်းဖို့ခက်ခဲတဲ့မိုးကြိုးသိမ်းငတ်ဖြစ်နေလို့ပါပဲအဲ့ဒီနောက်လူတက်သမားဆရာကြီးစီရောက်တဲ့အခါမှာလဲချက်ရဲ့စူးစိုက်မှုနဲ့ခြေတန်းလုံးမှုကိုသဘောကျလုံးလို့တော်ဝင်ထောက်လိုင်းရဲ့အဖွဲ့တွေကိုတောင်ခေါ်ယူဖို့စဉ်းစားခဲ့ပါသေးတယ်အဲ့ဒီကမှတဆင့်မော်ဆရာကြီးရဲ့နေရာကိုရောက်လာခဲ့ပြန်တယ်ချက်ကမော်ပညာကို2လလုံးလေ့ကျင့်ပေမဲ့မော်စာလုံးတစ်လုံးတောင်မတက်ခဲ့ဘူးမော်ဆရာကြီးကချက်ရဲ့ကိုယ်ထဲမှာမော်စွမ်းရင်လုံးဝမရှိဘူးလို့ကောက်ချက်ချလိုက်ပါတယ်ဒါကိုဖြေရှင်းဖို့တခုတည်းသောနီလန်ကတော့သူတို့နောက်ကမာနာခန်းထဲကိုထည့်ရမှာပါဒါပေမဲ့ချက်ကိုအဲ့ဒီအခန်းထဲထည့်ပြီးတဲ့နောက်မော်ဆရာကြီးကရက်အတော်ကြာအောင်မေ့သွားခဲ့ပါတယ်အာယုံခံစားမှုကိုမြင့်တင်ပေးထားတဲ့အဲ့ဒီအခန်းထဲမှာ2နာရီခွဲထက်ပိုနေရင်လူတစ်ယောက်ကယူသွားနိုင်တာပါရက်တွေအကြာကြီးဆိုတော့ဆရာကြီးခမများတွေးယူသွန်းတဲ့အခန်းတကားကိုပြေးဖွင့်လိုက်တဲ့အခါချက်ဟာဘာမှမဖြစ်တဲ့အပြင်သူ့ကိုလာနောက်ရှက်ရမလားဆိုပြီးတော့ရန်လုံနေပါသေးတယ်နောက်ဆုံးမှာတော့ချက်ဟာမော်ပညာတွေကမိဘကူးစနစ်ဆိုတဲ့အခြေခံအကျဆုံးမော်တစ်ကွက်ထဲကိုပဲတက်မြောက်ခဲ့ပါတယ်ဒါပေမဲ့ဆရာကြီးကိုအံ့အားသင့်သွားစေတာကချက်ဟာမိဘမော်နှစ်ခုကိုတပြိုင်တည်းထုတ်သုံးနိုင်တာပါပဲဒါဟာဆရာကြီးကိုယ်တိုင်တောင်250ကြာမှတက်မြောက်ခဲ့တဲ့မော်နှစ်ခုပြိုင်တူထိန်းချုပ်ခြင်းပဲဖြစ်ပါတယ်ဖះเจ้าဆရာကြီးစီမှာတော့ချက်ဟာဖះသခင်ရဲ့ကောင်းချီးကိုမခံယူခဲ့ရဘူးပေမဲ့3လအတွင်းမှာအသေးစားတန်ရာကုသခြင်းကိုတက်မြောက်သွားခဲ့ပါတယ်ဒါဟာချက်အနေနဲ့နတ်ဖះတွေနဲ့ဆက်သွယ်စရာမလိုပဲသူ့ရဲ့ကုသခြင်းအလင်းတန်းကိုသုံးနိုင်တယ်ဆိုတဲ့သဘောပါပဲဒါပေမဲ့ဒီဆရာကြီးတွေကဘသူကမှချက်ကိုဒီအမှန်တရားတွေကိုမပြောပြခဲ့ကြဘူးဒါကြောင့်ချက်ဟာသူ့ကိုယ်သူလူညက်တယောက်လိုပဲယုံကြည်ပြီးမြို့တော်ကနေထွက်ခွာလာခဲ့ပါတော့တယ်ဒါပေမဲ့သူအရှုံးမပေးခဲ့ပါဘူးဒါဆရာကြီးပြောခဲ့ဘူးတဲ့စွမ်းရည်တစ်ခုတည်းကိုပဲထက်ခါလေ့ကျင့်နေရင်စွမ်းရည်အသစ်တစ်ခုပွင့်လာလိမ့်မယ်ဆိုတဲ့စကားကိုသူမှတ်ထားခဲ့တယ်ဒါကြောင့်ဓာတ်ချက်ကကွယ်နည်းဟာသူ့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်လာခဲ့ပါတယ်သူကတစ်ကိုင်းချောင်းကိုပဲရန်သူအဖြစ်သတ်မှတ်ပြီးနေရောညပါလေ့ကျင့်နေခဲ့ပါတယ်တနစ်ကြာတဲ့အခါမှာတော့လှုပ်ရှားမှုတစ်ခုတည်းနဲ့တစ်ကိုင်း10ချောင်းကိုပြိုင်တူ